လွန်ခဲ့တဲ့6နှစ်ကအဓိကအကြောင်းကိုမပြောပြခင်ကျွန်တော်တငယ်ချင်း3ယောက်အကြောင်းကိုအရင်ဆုံးမိတ်ဆက်ပေးခြင်းပါတယ်ဗျာကျွန်တော်ရဲ့တုတရဲ့မောင်တင်ရဲ့ပေါ့ကျွန်တော်တို့ကငငယ်တည်းကတပူးတဲပေါင်းလာကြတာရွာထဲမှာဘဲသွား3ယောက်မှ3ယောက်ပဲအိုးပုတ်ကြိုးရုပ်ကစားတဲ့ရွယ်ကနေထန်းရည်ခါလိုက်မိတတ်တဲ့ရွယ်အထိအတူကြီးပြင်းလာကြတာပေါ့ဒါပေမဲ့ကျွန်တော်တို့ဖွဲ့မှာရဲစရာကောင်းတာတခုရှိရဲ့ဗျအဲ့ဒါကတော့အကြောက်တရားပဲဗျမောင်တင်ဆိုတဲ့ကောင်ကတော့ပြောမနေပါနဲ့တော့ဗျာရွာထိပ်ကညောင်မင်းလေးတိုက်လို့ဂိုင်းလောက်တာမြင်တော့လက်အုပ်ချပြီးတောင်းမှန်ပါတယ်သွားခွင့်ပြုပါဆိုပြီးတုံနေအောင်ကြောက်တက်တဲ့ကောင်ညဘက်ဆိုအိမ်သားတော်တယောက်တည်းမသွားရဲလို့သူ့အမေကိုလိုက်ဆောင်ခိုင်းတဲ့အထိအသေးငယ်တာပါမမရဗျာတခါတော့ကကျွန်တော်ရွာနောက်ဖက်တောဆက်နာမှာဖားရိုက်ထွက်ကြတော့ငါပေါ့လေးတိုက်လို့လှုပ်နေတဲ့ငပြောရဲ့6ကြီးကိုတရေလက်ကြီးပါဆိုပြီးမောင်တင်တယောက်လန့်អော်လိုက်တာသူ့တန်ကြားပြီးတကယ်ရှိတဲ့တရေတော့လန့်ပြေးလောက်တယ်သူကအဲ့လောက်ထိကြောက်တတ်တာသူ့တကြတော့တမျိုးဗျသူကပါဇက်ကတော့ရွှေမန်းပဲအသေးရဲဆိုတာစိတ်ထင်တာပါကွာငါတော့မကြောက်ဘူးတွေ့ရင်ကန်ကြောက်လိုက်မယ်ဆိုပြီးလေလုံးထွားတတ်တယ်လူရှိသူရှိဆိုရင်လူစွမ်းကောင်းပေါ့တကယ်တမ်းဟိုတခါဖုန်းကြီးပြန်ပွဲကအပြန်တင်ញကုန်းသားမှာခွေးနဲ့ကြီးတကောင်ဖြတ်ပြေးတာမြင်ပြီးတော့ပစိုးခြုံပြီးပြေးတာသူရင်ဆုံးပဲဟောလိုက်တာကလည်းအမေကဲပါအောင်နဲ့ရွာရိုးကိုစူညံလို့ကျွန်တော်ကတော့သူတို့နှစ်ယောက်ကြားမှာဟိုလူထိန်ရဒီလူထိန်ရနဲ့ကြားနေပေါ့ဗျာဒီလိုကြက်ပြောက်ငှက်ပြောက်တတ်တရှိတဲ့တယောက်ကြောက်ရင်နောက်တယောက်ကပါရောရောင်ပြီးထွက်ပြေးတတ်တဲ့တငယ်ချင်း3ယောက်ဆေးရုံသွားဆောင်ရမယ်ဆိုတော့တွေးတာကြည့်ကြပါတော့အစားကလေးကပြေးဖို့ပြင်ထားကြဆိုတဲ့အထာမျိုးဖြစ်နေကြတာကဲဇလန်လေးစလိုက်ကြရအောင်ပါလွန်ခဲ့တဲ့6နှစ်လောက်ကပေါ့ဗျာကျွန်တော်ရွာရဲ့အနောက်ဖက်ရွာနဲ့နည်းနည်းလှမ်းတဲ့နေရာကြီးမှာတစ်ပင်နေနဲ့အုံဆိုင်နေတဲ့နေရာတစ်ခုရှိတယ်အဲ့ဒီနေရာမှာတီးရှိနေတာကတော့ဟိုးအင်္ဂလိပ်ခေတ်တည်းကတီးဆောက်ခဲ့တဲ့မြို့နယ်ဆေးရုံအဟောင်းကြီးတစ်ခုပါပဲဆေးရုံကြီးကအုံးနေခဲ့တိုက်ဝကြီးဗျအမိုးတွေကမြင့်နေဗဒင်းမောက်တွေကကြီးတယ်ဈင်းညံလန်းတွေကရှည်လျားပြီးတော့အဆုံးကိုမမြင်ရသလိုပါပဲနေကင်းဘက်တွေတော့အတွင်းပိုင်းမီးမဖွင့်မှောင်မဲအေးဆက်နေတတ်တယ်လေတိုက်ရင်ဆေးရုံဗဒင်းမောက်ဟောင်းတွေကကြွေနဲ့မြည်နေတာလူကိုစိတ်မလုံးမလဲဖြစ်စေတယ်ဆေးနံပိုးသက်ဆေးနံတွေကလွှဲရင်အမြဲတမ်းတိတ်ဆိတ်၆ကန်နေတဲ့နေရာမျိုးပေါ့ဇလန်းစာရာကတနေ့မှကျွန်တော်အဖွားရုတ်တရက်လေးဖြတ်တယ်လို့ဖြစ်ပြီးတော့နေမကောင်းဖြစ်လာတာကနေစပါတယ်အိမ်မှာပြုတ်စုလို့မရတော့တာနဲ့ဒီဆေးရုံကြီးကိုပဲတက်ရောက်ကူးသားရတာပေါ့လူနာဆောင်အနေနဲ့ကတော့ကျွန်တော်ငယ်တငယ်ချင်းတယောက်ဖြစ်တဲ့တုတနဲ့မောင်တင်တို့ကကူညီဆောင်ပေးကြဖို့လိုက်လာကြတယ်ဒီလိုနဲ့ကျွန်တော်တို့3ယောက်ရဲ့ဘယ်တော့မှမေးမရနိုင်တဲ့အိမ်မက်ဆိုရီနဲ့ပြည့်နှက်နေတဲ့3ညတာကိုစတင်ခဲ့ရတာပါပဲပထမညအဖွားကိုဆေးရုံတင်လာရတဲ့ပထမဆုံးညပေါ့အဖွားထားတဲ့အခန်းကလူနာဆောင်ရဲ့တောင်းဘက်အကြားဆုံးလူသူအနည်းဆုံးအခန်းပြတစ်ဆောင်လုံးမှာလူနာကတိတ်မရှိဘူးဟိုဘက်ထိန်ဆုံးခန်းမှာ1ယောက်ဒီဘက်မှာကျွန်တော်တို့ဖွား1ယောက်စွတ်စုပေါင်း2ယောက်ပဲရှိတယ်ည7:00ခွဲလောက်ရောက်တော့ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားပါပြီဆေးရုံဝင်တွေကခွေးတွေဦးတန်းကလွှဲရင်ဘာတန်းမှတော့မကြားရတော့ဘူးမီးချောင်းတွေကလည်းဘိုးဝါမနိုင်လို့ထင်တယ်ဖြက်နဲ့လဲလိုက်မိန်လိုက်ဖြစ်နေတယ်အဲ့ဒီအချိန်မှာမောင်တင်တယောက်အပေါ်ပါသွားခြင်းနဲ့ဆိုပြီးကြီးကြလာတယ်ဟေ့အောင်လေငါရှူးပုတ်ချင်လို့ကွာအိမ်သားဟိုဘက်ဆောင်အကူးမှဆိုတော့ငါတယောက်တည်းမသွားရဘူးလိုက်ခဲ့ကြပါကွာဒီနေရာစိတ်ထဲတစ်မျိုးကြီးပဲမင်းကလည်းကြောက်တဲ့ရန်ကိုယောက်ျားမဟုတ်ဘူးလားဒီလိုတူတာကငေါက်ပေမဲ့ကျွန်တော်နှစ်ယောက်လုံးမောင်တင်နောက်ကလိုက်သွားပေးခဲ့တယ်ဆေးရုံအိမ်သားကလူနာဆောင်နဲ့နည်းနည်းလှမ်းနေဗျလူသွားလန်းတစ်လျှောက်လုံးအေးဆက်နေတာပဲအိမ်သားရောက်တော့မောင်တင်ကပထမဆုံးအခန်းထဲကိုဝင်သွားတယ်ကျွန်တော်နဲ့တူတာကအပြင်ကလက်ဆေးကန်သားမှာစောင့်နေကြတာပေါ့တိတ်ဆိတ်နေတဲ့ချိန်ရုတ်တရက်အိမ်သားကန်တတိယမြောက်ခန်းတောင်းဝကြာဆုံးခန်းထဲကနေရေခတ်တန်လိုအတန်ကြားလိုက်ရတယ်ရေခွက်နဲ့ရေကိုခတ်ပြီးလောင်းချနေတဲ့အတန်ဗျကျွန်တော်တို့ရောက်ခါစားအဲ့ဒီအခန်းတကာပွင့်နေတာသိကြပါတယ်လူမရှိတာလည်းသိကြတယ်တူတာကမျက်လုံးပြိုးပြီးတော့ဟေ့အောင်မောင်းတယ်မင်းအဲ့ဒီခန်းထဲရောက်နေလားမဟုတ်ဘူးလေငါပထမခန်းမှာဘာလို့လဲဘယ်သူမှမရှိဘူးမလားအတန်တုံနဲ့ပြန်ပြေပါတယ်ကျွန်တော်တို့နှစ်ယောက်လုံးကြက်သိမ်းထသွားတယ်ဒါဆိုတတိယခန်းထဲကဘာလို့လဲအတန်ကဆက်ကြားနေရတော့ရေခတ်တန်နေမကတော့လူတယောက်အသက်ရှူကျက်ပြီးတော့ညီးနေတယ်လို့အတန်မှာထွက်လာတယ်ကျွန်တော်တက်တီမွေးပြီးတော့ဓာမီနဲ့အဲ့ဒီတတိယခန်းတကားကိုထိုးကြည့်လိုက်တယ်တကားကစိတ်ထားရုံလေကျွန်တော်ခြေတလန်းတိုးပြီးတော့တိုးဖွင့်ကြည့်လိုက်တယ်တကားပွင့်သွားတဲ့အချိန်မှာမြင်လိုက်ရတာကဘာမှမရှိဘူးဗျ
ရေပုံမိုင်ကောင်းကနေရေရီကျနေတာကလွှဲရင်လူအရေးရောင်မရှိဘူးဒါပေမဲ့အိမ်သာကျမ်းမြင့်မှာရေတွေရွှဲနေပြီးတော့အိမ်သာကွက်ဘေးမှာရေစိုနေတဲ့ခြေရာကြီးတစ်ခုကိုထင်ထင်ရှားရှားတွေ့လိုက်ရတယ်ခြေရာကလူခြေရာနဲ့မတူဘဲနဲ့ရှည်မျောမျောကြီးပြီးတော့ခြေချောင်းတွေကကားနေတယ်လို့ပဲအဲ့ချိန်မှာမောင်တင်တယောက်အိမ်သာတွေကနေဘောင်းမီမနိုင်ပစိုးမနိုင်နဲ့ပြေးထွက်လာတယ်ပြေးကြငါအခန်းတကားကိုအပေါ်ကနေတယောက်ကငုံကြည့်နေတယ်ကျွန်တော်၃ယောက်သာအဆောင်ဘက်ကိုပြေးလာခဲ့ကြတယ်နောက်ကနေရေခွက်ကြတဲ့တောင်ကနေတောင်ကြားလိုက်ရသေးတယ်ဒုတိယညရောက်တော့ကျွန်တော်တို့နည်းနည်းသတိထားနေကြပြီအဖွားကတော့ဆေးရှိန်နဲ့အိပ်ပျော်နေတယ်ညတနာရီလောက်မှအဖွားကရင်နွေးလိုချင်တယ်လို့ညီးတာနဲ့ရင်နွေးဘူးသွားယူဖို့အကြောင်းဖန်လာတယ်ရင်နွေးကိုတည်ထားတဲ့နေရာကသူနာပြုတ်ကောင်တာဘက်မှာငါလိုက်ခဲ့မယ်တယောက်တည်းမသွားနဲ့သူတကအဲ့လိုဆိုပြီးပါလာတော့ကျွန်တော်တို့နှစ်ယောက်ဈေးညံလမ်းရှည်ကြီးတိုင်းရှောက်လာခဲ့ကြတယ်ဆေးရုံကအတော်ဟောင်းနေပြီဆိုတော့လမ်းလျှောက်လိုက်တိုင်းကျန်းကင်းတွေကတကြွကြွနဲ့မြည်နေတယ်လေကလည်းတုံးနေတော့ပရင်းမောက်တွေကလည်းတကြီးကြီးနဲ့လမ်းခုလက်မှာအခန်းနံပါတ်6ဆိုတဲ့တီးတန့်လူနာခန်းကိုဖျက်ရတယ်အဲ့ဒီခန်းကတခြားခန်းနေနဲ့မတူတကားကိုတန်ကြိုးကြီးနဲ့ခတ်တော့ကလောက်ကြီးပါခတ်ထားတာပါကြာပြီလို့ထင်ရတယ်ဖုန်နေပင့်ငွေနေတော့တက်နေပြီကျွန်တော်တို့အဲ့ဒီခန်းရှေ့အရောက်မှာအခန်းထဲကနေလက်သေးနဲ့တကားကိုကုတ်နေတယ်လို့အတန်ကိုစကြားရတယ်ကျွန်တော်တို့ခြေလန်းတုံသွားတယ်ပြီးတော့အတန်တန်ထွက်လာတယ်ကဲကြပါဦးပူတယ်ပူလိုက်တာရေတခွက်လောက်အတန်ကအကွဲကွဲလေချောင်းနာနေတဲ့ယောက်ျားကြီးတယောက်အော်ညင်းနေတယ်လို့အတန်မျိုးပြအတန်ကနာကျင်မှုနဲ့ပြင်းထန်နေတယ်တူတာမင်းကြားလားအေးငါကြားတယ်အထဲမှာလူရှိနေရလားတော့ခတ်ထားလေတူတာကစူးစမ်းကျင်စိတ်နဲ့ဓာတ်မီးကိုဖွင့်အခန်းတကားကြားကတော့ပေါက်ဟောင်းကြီးရဲ့ကိုမျက်လုံးကပ်ပြီးချောင်းကြည့်လိုက်တယ်ကျွန်တော်ကဘေးကနေဘာမြာလဲလို့မေးမလို့ပြင်တုံးရှိသေးတူတာကအမလေးပြဆိုပြီးတော့အနောက်ကိုလဲကျသွားတယ်မျက်နှာတစ်ခုလုံးဖြူဖြော့ပြီးချွေးတွေပြန်နေတယ်ဘာတွေ့လဲတူတာမီးတယ်အခန်းထဲမှာမီးလောင်နေတယ်လို့ပဲကရင်ပေါ်မှာတကူလုံးမီးလောင်ထားတဲ့မမေးရထိုင်ပြီးငါ့ကိုပြန်ကြည့်နေတယ်သူပြောပြတာနဲ့တကားကိုဒရုံတုံးနဲ့အတွင်းထဲကနေအားကုန်ထူတဲ့အတန်ကြီးပေါ်လာတယ်အခန်းထဲကနေအသားပုံးနဲ့လိုသပင်းတူးနဲ့လိုအနံဆိုးကြီးပါရလိုက်တယ်ကျွန်တော်တို့နှစ်ယောက်ရင်နှွေးအိုးတော်မယူနိုင်တော့ပဲအခန်းစီပြန်ပြေးတော့တာပဲအဲ့ညကလိပ်ပြလွင်မတက်တောင်ဖြစ်ခဲ့ရပါတယ်ဆေးရုံဆင်းရမယ်နောက်ဆုံးညပေါ့ဗျာအဲ့ညကတော့အဆိုးဆုံးပဲမိုးတွေကတဲကြီးမဲကြီးရွာနေတယ်လျက်စီးတွေလက်မိုးချင်းတန်နေနဲ့ပတ်ဝန်းကျင်ကစူညံနေတယ်မီးတွေကလည်းပြတ်နေတော့ဖျောင်းနိုင်ပြီးမိန်လေးပဲရှိရဲ့ဗျကျွန်တော်၃ယောက်အဖွားကနေဘေးမှာထိုင်ရင်းနဲ့စကားပြောနေကြတဲ့အချိန်မှာအပြင်မှာမိုးတန်ကစူညံနေပေမဲ့ကျွန်တော်စိတ်ထဲမှာတော့တစ်ခုခုကိုစိုးရိမ်နေတယ်လို့ပဲမောင်တင်ကရုတ်တရက်အခန်းပြင်ကိုလက်ညှိုးထိုးပြတယ်ဟဲ့အောင်နေဟိုအခန်းရှိကခုံတန်းရမှာဘသူကြီးထိုင်နေရလဲလူနာဆောင်လားကျွန်တော်လှမ်းကြည့်လိုက်တော့လူနာဆောင်ရဲ့ပြင်ဘက်ဇင်းညံလန်းကခုံတန်းရမှာလူတစ်ယောက်ခေါင်းကိုက်ဆိုင်ချပြီးထိုင်နေတာတွေ့လိုက်ရတယ်ဖျောင်းနိုင်မီအောင်ကြောင့်တေချာတော့မမြင်ရဘူးပေါ့လူနာဆောင်တယောက်ယောက်နေမှာပါကွာဒါပေမဲ့ခဏနေတော့လျှက်စီးတစ်ချက်လက်လိုက်တယ်အလင်းရောင်ဖျားကနေဖြစ်သွားတဲ့အချိန်မှာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ကျွန်တော်တို့အသက်ရှူရက်မတက်ဖြစ်သွားတယ်ခုံတန်းရတစ်ခုတည်းမဟုတ်ဘူးဗျဇင်းညံလန်းတစ်လျှောက်လုံးကခုံတန်းရတိုင်းမှာလူတွေထိုင်နေကြတာတချို့ကခေါင်းကိုက်ဆိုင်ကြနေတယ်တချို့ကဘိုက်ပွင့်နေတယ်တချို့ကခြေထောက်မရှိဘူးမျိုးသမီးတယောက်ဆိုရင်သူ့လက်ထဲမှာဘာမှမရှိတဲ့လေဟင်းလေးမြင်ကိုပွေ့ချီပြီးငိုနေတယ်အဆိုးဆုံးကတော့ကျွန်တော်တို့အခန်းရှိကခုံတန်းရပေါ်မှာထိုင်နေတဲ့အရာကြီးပဲသူကမက်မက်ကြီးထိုင်နေတယ်မျက်နှာတစ်ခုလုံးပုတ်ပွားနေပြီးတော့မျက်လုံးပေါက်နေရမှာဟောက်ပတ်ကြီးဖြစ်နေတဲ့အဖိုးကြီးတယောက်ဗျသူကကျွန်တော်တို့ရှိရာကိုလှမ်းကြည့်ပြီးတော့ပါဇက်ကြီးဖဲကပြုံးပြနေတယ်လို့ပဲသူ့ပါဇက်ထဲကနေပိုးလောက်လန်းနေထွက်ကြနေတာကိုအတိုင်းသားမြင်နေရတယ်အဲ့ဒီချိန်ဝုန်းဆိုပြီးလေးတိုက်လို့အခန်းတကားကြီးပိတ်သွားတယ်ကျွန်တော်၃ယောက်သားတကားကိုပြေးပိတ်ပြီးတော့ဘုတ်တော်ကြောအော်ရင်းနဲ့အဲ့ညကမိုးလင်းတဲ့အထိတုံနေအောင်ကြောက်ခဲ့ရတယ်နောက်နေ့မနက်မိုးလင်းတော့မိုးတိတ်သွားပြီအဖွားလဲတက်တာလို့ဆေးရုံဆင်းဖို့ပြင်ခဲ့ကြတယ်ကျွန်တော်တို့ပစ္စည်းတွေသိမ်းနေတော့အသက်60ကျော်လောက်ရှိမဲ့တန်ရှင်းဖို့ကြီးတယောက်အခန်းထဲဝင်လာတယ်သူ့နာမည်ကဦးလမောင်တဲ့ဒီဆေးရုံမှာလောက်လာတာနှစ်40လောက်ရှိပြီဆိုပဲဗျကျွန်တော်တို့မျက်နှာတွေကမကောင်းတော့ဦးလမောင်ကမေးပါတယ်ကလေးတို့
ညကကောင်းကောင်းအိပ်ပျော်ကြရဲ့လားတုဒကမနေနိုင်တော့ပဲညကဖြစ်ပျက်တွေနဲ့အခန်းထဲဘက်ကိုအကြောင်းမေးလိုက်တယ်ဦးလာမောင်ကတက်ပြင်းချပြီးကောင်းငိမ့်နေအေးမင်းတို့ကြုံခဲ့ရတာဦးလေးနားလဲပါတယ်ဒီဆေးရုံကြီးကတက်တန်းရှင်းနေပြီဆိုတော့ဇလန်းတွေကလည်းများသားကွဦးလေးအဲ့ဒီအခန်းထဲဘက်ကိုကဘာဖြစ်ခဲ့တာလဲဗျအဲ့ဒီအခန်းကလွန်ခဲ့တဲ့10နှစ်လောက်ကအရက်သမားလူနာတယောက်တက်ဖူးတယ်နာမည်ကကိုမြင့်နဲ့သူကအရက်ဖြတ်ဆေးကုနေနဲ့စိတ်ဖောက်ပြန်ပြီးတောင်းညံ့လို့ကတင်မှာကျိုးတုတ်ထားရတာတညကြတော့ဘဲကနေမီးချစ်ရလည်းမသိပါဘူးမိုးရွာကိုမီးရှို့ပစ်လိုက်တာသူကိုယ်တိုင်ကျိုးတုတ်လျက်သားနဲ့မီးထဲမှာအော်ဟစ်ပြီးတေးသွားရှာတယ်အဲ့ဒါကြောင့်ပူတယ်လို့အမြဲអော်နေတာလေကျွန်တော်တို့ကြက်သိန်းထားသွားတယ်ဒါဆိုအိမ်သားကရောအိမ်သားမှာကြုံခဲ့ရတာရောဦးလေးရေစိုးနေတဲ့ခြေအားကြီးတွေနဲ့ဦးလာမောင်ကမျက်နှာညှိုးသွားတယ်။အော်အဲ့ဒါကလွန်ခဲ့တဲ့9နှစ်လောက်ကဆုံးသွားတဲ့မိန်းကလေးတယောက်ပါ။သူကယောဂတဲ့တော့မဟုတ်ဘူး။လူနာဆောင်ရင်းနဲ့ညဘက်ရေချိုးခန်းဝင်တာ။ချော်လဲပြီးတော့ရေကန်နဲ့ခေါင်းဆိုင်ကျတေဆုံးသွားတာ။သူ့လောင်းကိုမနှက်ကြမှတွေ့ရလေ။သူကမကျွတ်မလွတ်ဖဲနဲ့အဲ့နေရာမှာပဲတွဲဝဲလဲဖြစ်နေရှာတာ။ဒါဆိုမနေ့ညကခုံတဲရပေါ်ကလူတွေကရောဗျာ။အဲ့ဒါကတော့ဦးလာမောင်ကဇင်းညံလန်းကိုလှမ်းကြည့်လိုက်တယ်။ဒီဆေးရုံမှာကနေ့တိုင်းလိုသေဆုံးမှုတွေရှိခဲ့တာဟုတ်ကွ။တချို့ကဆွေမျိုးတွေလာတာကိုစောင့်ရင်သေသွားကြတယ်။တချို့ကလည်းဆရာဝန်လာကိုစောင့်ရင်အသက်ပါသွားကြတယ်။သူတို့ရဲ့စိတ်ဆွဲလန်းမှုတွေမျောလင့်ချက်တွေကမပြတ်သေးတော့ညဆိုရင်သူတို့အသက်ရှိစဉ်ကလိုပဲခုံတရားတွေပေါ်မှာထားရင်ပြီးတော့တယောက်ယောက်ကိုမျောနေတတ်ကြတာဆေးရုံရဲ့ထုံးစံလိုဖြစ်နေပြီကွ။ကျွန်တော်တို့3ယောက်ဦးလာမောင်ရဲ့စကားကိုကြားပြီးနောက်ဆေးရုံကိုပြန်ကြည့်လိုက်မိတယ်။နေကင်းမဲ့ဆိုပေမဲ့အုံနေရောင်အဆောင်အုံကြီးကအထီးကျန်ဆန်ပြီးဝမ်းနေစရာကောင်းနေတယ်လို့ပါပဲ။လောကကြီးမှာတန်ရောစင်နဲ့အစွဲလန်းဆိုတာကြောက်စရာကောင်းတယ်လို့တနာစရာလည်းကောင်းပါတယ်။ဝိညာဉ်တွေဆိုတာတကယ်တော့သူတို့မပြီးပြတ်သေးတဲ့ဆန္ဒတွေနာကျင်မှုတွေနဲ့အတူကြံရစ်နေခဲ့ကြတဲ့တနာစရာကောင်းတဲ့ဖြစ်တည်မှုတွေပါပဲဗျာ။အိမ်ပြန်ရောက်ပြီးတပတ်လောက်ကြာမှာပေါ့။အဖွားကကျမ်းမာရေးတော်တော်ကောင်းနေပါပြီ။ဒီနေ့တော့အဖွားကိုလူမာလာမိတဲ့ရက်ကွက်ထဲကဒေါ်လိုင်းဆိုတဲ့ဒေါ်ကြီးတယောက်ရောက်လာတယ်။ကျွန်တော်တကယ်ချင်း3ယောက်လည်းအိမ်ရှိကုတ်ပြစ်မှာထိုင်ပြီးတော့ဆေးရုံကအကြောင်းတွေပြန်ပြောနေကြတော့ပေါ့။ကျွန်တော်ပြောတာတွေကြားတော့ဒေါ်လိုင်းကမျက်နှာလေးသွားတယ်။ပြီးတော့ရင်နွေးချမ်းကွက်ကိုကိုင်းရင်းနဲ့တူတူလေးပြောလာတယ်။သားတို့ပြောမှအတော်လေးသွားတတိရတယ်။အတော်လေးလွန်ခဲ့တဲ့2နှစ်လောက်တုန်းကအဲ့ဒီဆေးရုံမှာအတော်ဦးလေးကိုလူနာသွားဆောင်မှုတယ်။အဲ့ဒီတုန်းကအတော်ကြုံခဲ့ရတာကသားတို့လိုစူညံတော့မဟုတ်ဘူးကွယ်။ဒါပေမဲ့ပြန်တွေးရင်အခုထိရင်ထဲမကောင်းအတော်ကဘာကြုံခဲ့ရလို့လဲတုဒကဆက်ဆူပြီးမေးလိုက်တယ်ဒေါ်လိုင်းကတက်ပြင်းချပြီးပြောပြတယ်တညအတော်စောင့်နေတဲ့အခန်းလေးကိုအဖွားကိုတယောက်ဝင်လာတယ်သပင်ဖြူဖြူအင်ကြီးဖြူလေးနဲ့သူကလူနာကရင်ဘေးကခုံမှာလာထိုင်ပြီးတော့အတော်ကိုပြုံးပြတယ်ပြီးတော့သမီးအဖွားဘာရမ်းစာလို့ကွယ်ထမင်းလေးတစ်လုံးလောက်ကျွေးပါလားတဲ့အတော်လေးတနာတာနဲ့ညနေကပုံနေတဲ့ထမင်းညိုင်တွေကထမင်းနဲ့ဟင်းလေးနယ်ပြီးတော့သူ့ကိုကျွေးလိုက်တယ်။သူကအရန်စားကောင်းတာပဲတဲ့။စားပြီးတော့ကျေးဇူးပါပဲသမီးရဲ့အဖွားစောင့်နေတာကြာပြီ။အခုမှပဲစားရတော့တယ်လို့ပြောပြီးထွက်သွားတယ်။အဲ့ဒါဆိုလူပဲမဟုတ်ဘူးလားအတော်ရဲ့။မောင်တင်ကဝင်ပြီးတော့ဒေါ်လှိုင်ကခေါင်းခါလိုက်တယ်။အတော်လေးအစကတော့လူပဲထင်တာပေါ့။ဒါပေမဲ့မနက်မိုးလင်းတော့သူနာပြုတ်ဆရာမလေးလာလို့အတော်ကမေးကြည့်လိုက်တယ်။ညအဖွားဦးတယောက်ဘိုက်စားတယ်ဆိုလို့ထမင်းကျွေးလိုက်သေးတယ်လို့ပြောတော့ဆရာမလေးမျက်နှာဖြူဖြော့သွားအောင်ဆရာမလေးကပြောတယ်။အတော်ရဲ့အဲ့ဒီဖွားကလွန်ခဲ့တဲ့တစ်ပတ်လောက်ကဆုံးသွားတဲ့လူနာလေးသူသားသမီးတွေကဆေးရုံကိုလာပစ်ထားခဲ့တာ။အစားတောက်လဲလာမဖို့လာလဲမကြည့်ကြတော့အဲ့ဒီအဖွားကမြဝန်ထမ်းတွေကကျွေးလဲဘာမှမစားဘဲနဲ့အစာငတ်ခံပြီးဆုံးသွားရှာတာတဲ့။မဆုံးခင်ရက်ပိုင်းလောက်ကတည်းကဘိုက်စားတယ်လို့တော့ညင်းနေရှာတာတဲ့အဲ့တော့မှအတော်လဲတီးလိုက်ရတာညအတော်ကျွေးလိုက်တဲ့ထမင်းကိုစားသွားတာလို့မဟုတ်ပဲသားသမီးကိုစိတ်မချပဲစောင့်နေတဲ့ဝိညာဉ်ဆိုတာကိုလေဒေါ်လိုင်းပြောပြတာကိုနားထောင်ပြီးတော့ကျွန်တော်တို့3ယောက်သားတယောက်မျက်နှာတယောက်ကြည့်ကစကားမပြောနိုင်ဖြစ်သွားကြတယ်ကြောက်တာထက်စိတ်မကောင်းဖြစ်ရတာပိုပါတယ်ကြည့်ရတာအဲ့ဒီဆေးရုံကြီးမှာကျွန်တော်တို့မသိသေးတဲ့ကြောက်စရာကောင်းတယ်လို့ဆွေးမြေ့စရာလည်းကောင်းတဲ့ဇလန်းပေါင်းများစွာရှိနေအောင်မဲဆိုတာသိကြနေပါတော့တယ်ဗျာ